မနာလိုစိတ်တွေကြောင့်စကလုံးတွေနဲ့အနာယူနေတဲ့ဝင်းမင်းတန်းကိုပညာရှိနည်းနဲ့တုတ်ပြန်ခဲ့တဲ့မိုးဟေကိုကငယ်ရွယ်တဲ့မင်းသမီးဘဝတော်ကသာဖြတ်လက်တက်လက်ကစကားပြောရင်စွာတယ်လို့ထင်ရပေမဲ့အသက်ရွယ်ရလာသလိုအနုပညာလောကမှာနေရာတစ်ခုရလာတဲ့နောက်ပိုင်းမှာတော့ပညာရှိနည်းနဲ့သာနေထိုင်တော့မှာပါပွဲရှာတာမျိုးလည်းသိမရှိပဲပွဲရှာလို့ရတဲ့အခြေအနေမှာဆိုရင်တော့သူမဘက်ကရှောင်ရှားတတ်တာပါရန်ကုန်ရန်နဲ့မတုတ်ပြန်ပဲတိခန့်တက်သူဖြစ်တာမို့ကြောချင်းကြသူတွေများပါတယ်ပြီးခဲ့တဲ့ရက်မှာလည်းပွဲတစ်ခုတက်ရင်းနဲ့တပ်တူရွယ်တူဖြစ်တဲ့ဝင်းမင်းတန်းရဲ့ခနဲ့တဲ့စကားတချို့ကိုခံခဲ့ရတာပါဝင်းမင်းတန်းနဲ့အတူအလှပရေးရပွဲတစ်ခုကိုတက်ခဲ့ရပါတယ်အင်တာဗျူးမှာမိုးရေကိုကသူမကလှပတဲ့ခန္ဓာကိုယ်နဲ့စိတ်ကျန်းမာဖို့အတွက်အားကစားနဲ့အစားအသောက်ကိုအဓိကထားလုပ်ကြောင်းဖြေခဲ့ပါတယ်ဒါကိုဝင်းမင်းတန်းကလှနေတယ်ဆိုတာပိုတာတဲ့စူးစမ်းအထောက်မှုကြောင့်ဆိုပြီးပြောခဲ့တာပါမိုးရေကိုလှနေတယ်ဆိုတာကမစားမတောက်ပဲလေ့ကျင့်ငန်းလည်းအသေးအံလောက်တာမို့လှနေတာဆိုပြီးထောက်ပြခဲ့တာပါပင်ကိုလှတာကြောင့်မဟုတ်ပဲစူးစမ်းဖြစ်ဖြစ်နေတာကြောင့်သာထူးခြားလှပနေရတာဆိုပြီးပြောခဲ့ပါတယ်သူမကတော့အရန်ကြီးဖြစ်ဖြစ်ထားတာမျိုးနဲ့မလှကျင်တာကြောင့်ခန္ဓာကိုယ်ဆိုလည်းပေးဝါတာဆိုပြီးနှိုင်းရှင်လာခဲ့ပါတယ်ဒါကြောင့်ဝင်းမင်းတန်းရဲ့မနာလိုစိတ်ကိုမြင်တွေ့ခဲ့ရတာပါဒါပေမဲ့မိုးရေကိုကပြန်အနိုင်ယူလိုက်မယ်လို့လည်းမတွေ့ပဲရီပဲရည်နေခဲ့ပါတယ်ဒါအပြင်ဝင်းမင်းတန်းကိုလည်းမမချောချောဆိုပြီးပြောကအင်တာဗျူးကအမြန်ဆုံးသိမ့်လိုက်တာပါမိုးရေကိုကစကနာထိုးကရှင်ပြိုင်ပြောဆိုရတာမကြိုက်ပဲအေးစစ်စစ်သာနေကျင်တာမို့အင်တာဗျူးကိုအမြန်ဆုံးရက်လိုက်ကပညာရှိနည်းနဲ့တုတ်ပြန်ခဲ့ပါတယ်ပရိသတ်တို့ရောမိုးရေကိုရဲ့တုတ်ပြန်နည်းအပေါ်မှာဘလို့ထင်မြင်မိလဲဆိုတာပြောပြခဲ့ပါအောင်ရှင်